Valentine နေ့တုန်းက chocolate မစားလိုက်ရလို့ဝမ်းနဲ့နေတဲ့သူတွေရှိလား chocolate ထက်ပိုကောင်းတဲ့အချို့ဘွဲတွေအများကြီးပါတဲ့ high tea set ကို luxury vibe အပြည့်နဲ့စိန်ကြကြသွားစားလို့ရတယ်နော်ဒီနေ့တော့ Valentine နေ့အထိမ်းအမှတ်အနေနဲ့ June နဲ့ Kopoki က Irrawaddy ရဲ့ high tea set လေးနဲ့ enjoy ခဲ့ပါတယ်ဒီ set ထဲမှာကမုန့်အမျိုးအစားက10မျိုးပါပြီးတော့2ယောက်စာဆိုတော့အခု20ပါတယ်မုန့်တွေကိုလည်း sweet and savory အရသာကိုမျှတအောင်လို့ရောနှောထည့်ပေးထားပါတယ် coffee နဲ့ tea ကိုတော့တစ်ခွက်စီကိုကြိုက်နှစ်သက်ရရွေးတောက်လို့ရပါတယ်ပထမဆုံးစားကြည့်မှာက ham နဲ့ cheese ကိုလိပ်ပေးထားပြီးတော့ blueberry jams နဲ့ strawberry သီးနဲ့ကိုရောပြီးတော့စားရတဲ့ဒီမုန့်လေးပါ jam နဲ့ cheese နဲ့ရောထားတဲ့အချိုငံရတာလေးကပါဇက်ထဲကိုထိထိမိမိဝင်လာပြီးတော့ strawberry သီးလေးကိုက်လိုက်တဲ့အခါချင်တက်လေးနဲ့ဆိုတော့လုံးဝကိုလန်းလန်းဆန်းဆန်းလေးနဲ့ refreshing ဖြစ်ပြီးတော့အရသာအဆန်းလေးစားလို့ကောင်းပါတယ် smoke လုပ်ထားတဲ့ salmon ရဲ့ nuts တွေရောပြီးတော့လုပ်ပေးထားတဲ့ဒီမုန့်လေးရဲ့အရသာကကြတော့ငန်းငန်းစိမ့်စိမ့်နဲ့တစ်မျိုးလေးစားကောင်းနေရယ်ဒီ mango mousse cake လေးကကြတော့အပြင်ဘက်ကတည့်ရသီး mousse အသားလေးကချောချောမွမွေလေးနဲ့ချင်းပြုံးပြုံးလေးတော်တော်လေးစားကောင်းတယ်အတွင်းထဲမှာကျတော့ chocolate cake သားပါတယ်ပေါ့နော်အဲ့ဒီ chocolate cake သားကြီးကတော့လိုက်ဖက်မှုသိမ့်မရှိနေဘူးလို့ထင်လို့ဂျူကတော့အရင်မကြိုက်ခဲ့ပါဘူး high tea set ကို enjoy မို့စိတ်လောနေရနဲ့ပဲအိမ်ကနေရေမွေးစုဖို့တောင်မေ့သွားတယ်တော်သေးရဲ့ဂျူအမြဲတမ်းဆောင်ထားတဲ့ scent perfume လေးပါလာလို့ဂျူအခုတလော scent က inspire perfume လေးတွေကိုသဘောကျနေရပြင်သစ်ကရေမွေးအစီနှစ်တွေနဲ့ပဲပြုလုပ်ထားတာဆိုတော့ authentic ရေမွေးနဲ့လည်း90%နီးပါးအနံ့လဲတူတယ်ကြာရှည်လဲခံတယ်ယောက်ျားလေးရော main ကလေးရောအတွက်ရေမွေးအနံ့ပေါင်းအမျိုးအစား200ကျော်ကို5 may 10 may 30 may ဆိုပြီးတော့ပူးလေးတွေနဲ့ခွဲပြီးတော့ထုတ်ပေးထားတယ် authentic perfume တွေကဈေးတွေအရင်မြောက်ပြီးတော့ပစ္စည်းလက်မှားရခတ်နေတဲ့အချိန်မှာ decent က perfume လေးတွေကကြတော့ထသွားထလာဆွလို့အရင်ကိုအဆင်ပြေရလေမွေးလေးနဲ့စိတ်ကလန်းဆန်းသွားပြီဆိုတော့အချိုပွဲလေးဆက်ပြီးတော့စားလိုက်ပါဦးမယ်ဒီ blueberry cheesecake လေးရဲ့အရသာကကြတော့အချိုလဲအရင်မကဲပဲနဲ့ cheese အရသာပြပြနှစ်နှစ်စိမ့်စိမ့်လေးနဲ့တော်တော်လေးစားကောက်ပါတယ်ဒီ strawberry fruit tart လေးကတော့ဂျူကတိတ်ပြီးတော့ကြိုက်မတွေ့ဘူးပေါ့နော်ခက်ချင်ချင်နဲ့အရသာတိတ်မပါသလိုဖြစ်နေနောက်တစ်မျိုးစားကောင်းတာကတော့ဒီ carrot cake ပဲ carrot cake ထဲမှာလေတတိကြောက်လေးတွေကိုပါထည့်ပေးထားပြီးတော့အပေါ်ကချင်းပြုံးပြုံး lemon cream လေးတွေနဲ့ဆိုတော့လေတော်တော်လေးကိုအရသာ refreshing ဖြစ်ပြီးတော့စားကောင်းပါတယ်ဒီ mango အယောင်ဆောင်အုံသီး cake လူဟာရဲ့ red velvet cake ရဲ့နောက်ထပ် mousse cake တစ်မျိုးကကြတော့ဂျူရဲ့အကြိုက်နဲ့တော့အရင်ကွက်တိဖြစ်မနေဘူးနောက်ထပ် savory တစ်မျိုးဖြစ်တဲ့ meatball လေးကစိတ်သားလေးကနူးညံ့နေရဲ့အပြင် sauce နဲ့လည်းလိုက်ဖက်မှုရှိတာဆိုတော့ထိထိမိမိနဲ့စားကောင်းခဲ့ပါတယ်ရေပွဲလက်တံလေးကို seafood sauce လေးနဲ့ရောပြီးတော့အသီးလေးနဲ့ရောစားရတာလေဒီ flavor combination လေးကဆန်းဆန်းလေးဆိုတော့တစ်မျိုးလေးစားလို့ကောင်းပါတယ်အချိုပွဲတွေစားလို့ကောင်းရင်တော့ရေခဲမုန့်လေးကျွေးပါတယ်အရသာက3မျိုးရွေးလို့ရတယ်ဂျူတို့က strawberry ရဲ့ chocolate ရဲ့စားခဲ့ပြီးတော့နောက်ထပ် vanilla ဆိုပြီးတော့လည်းရွေးလို့ရပါသေးတယ် chocolate ရေခဲမုန့်ကလည်း chocolate တော့အေးအေးလေးစားလိုက်ရတယ်လို့ပဲအရသာကထိထိမိမိနဲ့စားလို့ကောင်းတယ် strawberry ရေခဲမုန့်ကတော့ဂျူရဲ့လုံးဝအကြိုက်ဆုံး favorite ထဲမှာပါပါတယ်သူကလေ cheese အရသာလိုမျိုးလေးငံစိမ့်စိမ့်အရသာလေးလည်းရတယ်ပြီးတော့ strawberry ရဲ့အချိုတက်အချင်းတက်လေးရဲ့အငံတက်လေးရဲ့ပေါင်းသွားပြီးတော့ဒီ strawberry ရေခဲမုန့်ကိုတော့ဂျူကအကြိုက်ဆုံးပါဒီအချိုပွဲအကုန်လုံးထဲမှာဆိုရင်သူ့ကိုအကြိုက်ဆုံးပေါ့နော်အခုဂျူတို့သွားစားခဲ့တဲ့ Irrawaddy ရဲ့ high tea set လေးက2ယောက်စာကိုတသိန်းစွန်းစွန်းကြပါတယ်ဂျူရဲ့ vlog လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် like and follow လုပ်ခဲ့ပေးဦးနော်အဆုံးထိကြည့်ပေးကြကျေးဇူးတင်ပါတယ်အားလုံးပဲတတ်တာ